ကျမရဲ့ငရုတ်တီးပင်လေးတီးနေပြီဒီမှာပွင့်နေပြီဒါမှပွင့်တယ်ဟိုမှာပွင့်နေပြီခရမ်းဒီငရုတ်တီးနဲ့ဟိုတခွာပါလားဒီချက်တင်ဖြူတခွာဒီပဲတောင်ရှေဟိုမှာကလခါညလေးတာနန်းပင်လေးလည်းပေါက်ပြီသူများပြောတာတော့နန်းပင်က4-5ရက်ဆိုပေါက်ပြီတဲ့ကျမစိုက်ထားတလကျော်ပြီဒီလောက်ပဲရှိသေးအများကြီးစိုက်တာနည်းနည်းပဲပေါက်တယ်ဒါတော့ချင်မောင်ရွက်အယိုးနေတဲ့ချင်မောင်ပင်ပါချင်မောင်ရိုင်းနေရမထွက်ဘူးချင်မောင်လေးပဲအများကြီးစိုက်တယ်